လာပါနော်အခုကြော်ညာပေးချင်တာပေါ့နော် Dobby application ကနေပြီးတော့ပစ္စည်းတွေရောက်လာပါပြီပေါ့နော်အခုဆိုရင်ပေါ့နော်ဒါလေးကဆိုရင်တော့မျက်နှာမှာအဖူးစိတ်အစီအပိတ်နေထွက်တဲ့လူတွေတင်းတိတ်သမားတွေအတွက်တော့ပေါ့နော်တောင်းမယ်စီလေးဖြစ်ပါတယ်ပေါ့နော်ဒါလေးကတော့ပေါ့နော်ဒါလေးကတော့ဘာလဲဆိုရင်ဒုနာခါနာအစင်းမြစ်ကြိုက်ခဲတဲ့ဝေဒနာရှင်တွေတောက်တဲ့ collagen လေးဖြစ်ပါတယ်ပေါ့နော်ဒါလေးကကြာဒီ collagen လေးရတော့ပေါ့နော်ဝါတဲ့လူတွေအစီစိတ်သမားတွေဆိုရင်တော့ပေါ့နော်တမျိုးတစ်ထုံနှစ်ထုပ်တောင်းလို့ရှင်ဘိုက်ထဲမှာမကောင်းတဲ့အစီစိတ်တွေကိုပြောက်တဲ့ဥရှင်ဖြော်ရည်လေးပေါ့နော် collagen လေးပေါ့နော်အဲ့တော့ကျွန်မဒီနေ့ application ကနေပြီးတော့ပေါ့နော် TikTok application ကနေပြီးတော့ကျွန်မပစ္စည်းမှလာလေးတွေရောက်လာပြီပေါ့နော်အခုလိုတောက်သုံးကျင်တယ်ဆိုလို့ရှိရင်ပေါ့နော်အခုလိုအပေါ်ငွေတွေကိုလိုချင်တယ်ဆိုရင်ပေါ့နော်ဆက်သွယ်လာလို့ရရင်တော့ TikTok ဖလိုပိုင်းအောင်မှာဖုတ်လင့်ချထားတယ်ပေါ့နော်တော့လုပ်ချင်တဲ့သူရှိရင်လည်းဆက်သွယ်လာလို့ရရင်တော့